မင်္ဂလာပါလားကျွန်တော်တို့ကိုထရော့ဂရုမှာတော့ကျွန်တော်တို့အင်ဂျင်တွေချတဲ့နေရာမှာသုံးတဲ့ကျွန်တော် short gain လေးရရှိနိုင်ပါတယ်ကျွန်တော်ဒီကောင်ကတော့တန်နေနဲ့ကတော့3တန်ထိရရှိနိုင်မှာဖြစ်ပါတယ်အမြင့်ပေကကျွန်တော်9ပေလောက်ဒီကျွန်တော်မြောက်လို့ရမယ်ပေါ့နော်ကျွန်တော်ဒါတော့3တန်ဖြစ်ပါတယ်ကျွန်တော်လူချင်းမလို့ workshop လုပ်ငန်းတွေမှာကျွန်တော်ဒီလို engine short gain လုပ်ရရင်ကျွန်တော်ကိုထရော့ဂရုမှာရရှိနိုင်မှာဖြစ်ပါတယ်ဒီလိုစမ်းပြအောင်ကျွန်တော်ဒီမှာဂျိုက်တန်ကဒီနောက်မှာထည့်ရတယ်ပေါ့နော်ကျွန်တော်ဆိုကြက်ကျွန်တော်ဒီမှာကျွန်တော်တို့ကဒီကတော့အဆင့်3ဆင့်ပေါ့ထုတ်လို့ရတယ်ပေါ့နော်ကျွန်တော်လက်ရှိဒီကောင်က3ဒီတိုင်းမြောက်မယ်ဆိုရင်ကျွန်တော်3တန်ရမယ်ပေါ့နော် shape bond ထုတ်ပြီးတော့မြောက်မယ်ဆိုရင်ဒီ bond ကို shape အဆင့်ထုတ်ပြီးမြောက်မယ်ဆိုရင်2တန်ပေါ့နောက်ဆုံးဆင့် shape 3ဆင့်ထိုးမယ်ဆိုရင်3တန်ပေါ့ကျွန်တော်တို့ဒီကောင်ကဒီ workshop လုပ်တဲ့ဆရာကြီးတွေသုံးများတယ်ပေါ့နော်ကျွန်တော်တို့ကိုထရော့ဂရုမှာဆိုတော့ရောက်ရှိတာပါလေကျွန်တော်ဒါဘွန်းထုတ်တာတော့ပေါ့နော်အမြင့်ပေဆိုရင်ကျွန်တော်ဒီလက်ရှိဆိုကျွန်တော်ဒါဆိုရင်6ပေလောက်ရှိရပေါ့နော်ဒီထိတ်ကနေပြီးတော့ကျွန်တော်ဒီအောက်ထစ်6ပေလေးရှိမယ်ပေါ့နော်ကျွန်တော်ဘာလောက်9ပေနီးပါးလောက်ကျွန်တော်တို့ဘွန်းကို body မြောက်ရရတယ်ပေါ့နော်ကျွန်တော်ဒီကောင်တော့ခောက်လို့လည်းရတယ်ပေါ့နော်ကျွန်တော်တို့ဒီကောင်တွေအကုန်လုံးကရှင်ပေါ့ဒီလက်မောင်းကိုကျွန်တော်တို့ခောက်ပြီးတော့ထားလိုက်ရတယ်ပေါ့နော်လူချင်းမတို့လုပ်ငန်းတွေလိုရရင်ကျွန်တော်တို့ကိုထရော့ဂရုမှာ short gain တွေရရှိနိုင်မှာဖြစ်ပါတယ်ရပြီလေshort လိုက်တော့short ရရော့โอเคရပါပြီ